လူဆိုတာလှုပ်ချင်တာလှုပ်ဆိုရင်အကောင်းလို့မှမဟုတ်ဘူးအကောင်းလို့ဖို့စားပဒပတ်နဲ့တယ်နော်မကောင်းတဲ့ပဲပြောတာလူစိတ်ဆိုတာပပတမေရပတိမနောတဲ့လူစိတ်ဆိုတာမကောင်းတဲ့ပဲပြောတယ်ကောင်းတဲ့ပဲသိမပြောကိုယ်အကျိုးရှိပဲဆိုမပြောအဲ့ဒါကကောင်းတဲ့အရာမှန်သမျှရေးစံပဲဖြစ်တယ်မျက်နှာနေတဲ့လူတွေသိတယ်ရေးစံတဲ့ဖို့ဆိုတာတစ်ချက်ရလို့မရဘူးကြိုးစားမှလေယာထက်ရောက်တယ်ရေးစုံဆိုတာသူမျောချလိုက်အောင်လောကလူတွေကရေးစုံမျောတာများတယ်နော်ရေးစံတဲ့ဖို့မတတ်မခဲကြိုးစားအထုံးမတတ်နဲ့အဲ့တော့ကိုလုံးမကိုရတယ်ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်ရုံမြတ်မကအောင်မြင်ကြည်ပါတဲ့ပုဂ္ဂိုလ်ဖြစ်တာအဲ့ဒါကမ္မတက္ကတသမတ်နဲ့ဒီရှိရမယ်ဆိုတာအဲ့ဒါပြောတာနော်ကောင်းတာဆိုတာလို့မရတော့အဲ့ဒီကိုလိုတာကိုမရဘူးမကတည်းကဆိုတာမရှိဘူးဆိုတဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကကောင်းတာလုပ်ဖို့သိပြီးတော့ကောင်းတယ်မှမရှိတော့လှုပ်ချင်တာတွေပဲလုပ်မယ်လှုပ်ချင်တာလုပ်ရင်မကောင်းတာလုပ်လို့ဒုက္ခရောက်သွားတာအဲ့လိုဆိုလို့လေနော်